ကျက်သွန်ဖြူ5-8မွာလောက်ကိုဓားပြရိုက်ပြီးနှလုံးစင်းထားပေးလိုက်တယ်ဂျင်းလက်တစ်စစ်ကိုလည်းနှုတ်လေးစင်းထားပေးလိုက်ပါမယ်ပြီးရင်တော့ကျက်သွန်ဥအနီဥကြီးတစ်လုံးကိုအလဲကနေထက်ချမ်းချမ်းပြီးအကွင်းလေးတွေကွင်းထားပေးလိုက်မယ်ကျက်သွန်ဥအနီသုံးပြုခြင်းအပြင်ဟင်းရဲ့အရသာကိုပိုချိုစေပါတယ်ပြီးရင်တော့ခန်းကျင်သည်နှလုံးကိုလည်းအကွင်းကွင်းလေးတွေလှီးပြီးတော့အစီဖယ်ထားပေးလိုက်မယ်ဒီနေရာမှာလေခန်းကျင်သည့်အစီဖယ်ထားခြင်းအပြင်ဥအတက်ကိုဒုက္ခပေးခြင်းမှာကာကွယ်လို့ရပါတယ်ပြီးရင်တော့ငရုတ်သီးစိမ်း4-5လောက်ကိုစားနိုင်တဲ့လောက်ကလေးအနှံ့မှုအောင်ထည့်မယ်ပင်စိမ်းလေးပါထည့်ပြီးတော့ရေးဆေးပြီးဖယ်ထားပေးလိုက်မယ်ပြီးသွားရင်တော့ကြက်ရင်မုံသား3ခုကိုအသုံးပြုထားရတယ်ဒီကြက်ရင်မုံသားကိုစားလေးနဲ့တခြားနေပြီးတော့ရေ3ရေလောက်ဆေးပြီးလိုအပ်သလိုအတုံးလေးတွေတုံးပြထားလိုက်ပါမယ်ပြီးတော့ရင်တော့ရသာနှစ်ဖို့အတွက်တမယာသည်3ချမ်းလောက်ကိုစိတ်ထားပေးလိုက်မယ်ပြီးရင်စနွေးအနှဲငယ်ထည့်မယ်ပြီးရင်တော့ငါးငယ်များကြီးတစ်စွန်းစားလက်ဖက်စားစွန်းတစ်ဝက်ထည့်မယ်ပြီးရင်တော့အချိုမုတ်လေးနှဲငယ်ပါတဲ့ဆိုရင်လေးထည့်ပါမယ်ပြီးရင်တော့တမယာသည်3ချမ်းလောက်ကိုညှစ်ပြီးတော့နေထားပေးလိုက်မယ်ပြီးသွားရင်တော့ကြက်ကပတ်မဆလာအနေနဲ့နနန်စည်းနဲ့ဇီယာကိုလှော်ပြီးတော့စားတူအမှုတ်ကျိတ်ပြီးတော့1.5 teaspoon ပေါ့နော်ဖက်စားစွန်းနဲ့တစ်စုံခွဲလောက်ထည့်ပြီးတော့တေချာနယ်ပေးထားလိုက်မယ်ဒီဟာတော့မနီနော်ဝေးနီးဖြစ်ပါတယ်ပြီးရင်တော့စီ3စွန်းထည့်ပြီးတော့ကျက်သွန်ဖြူနဲ့ဂျင်းကိုစနွင်းနဲ့စီတက်မယ်မှုေးလာရင်မှုေးပြီးတော့ရဲလာရင်တော့အယောင်လေးမုံလေးထည့်ပြီးစက်သားလေးကိုတင်းလာအောင်စီတက်ပေးမယ်ပြီးရင်တော့ဖုံးလေးခဏအုပ်ထားပြီးစက်သားမှာရှိတဲ့ရေလေးတွေခန်းဝါရတီတည်ပေးမယ်ရေခန်းဝါရင်တော့စက်သားနုဖို့အတွက်ရေလေးကိုထပ်ထည့်လိုက်ပြီးတော့မိနစ်25မိနစ်လောက်တည်ထားပေးလိုက်မယ်25မိနစ်အတွက်စက်သားနုဖို့လုံလောက်တယ်ဒါကတော့လက်ကြံပေါ့နော်တမယာသီးကိုတခါတည်းညှစ်ထည့်လိုက်တယ်ကုန်းအောင်ပြီးရင်စီလဲရေးလဲအနေထားပေါ့နော်ရေလေးနည်းနည်းကြံတဲ့အချိန်မှာကျမကကြက်သွန်အနီကွင်းလေးတွေထည့်ပေးလိုက်မယ်ပြီးရင်ခန်းညင်လေးပါထည့်ပြီးတော့တခါတည်းနူးအောင်လို့တေချာလေးမှွေပြီးတော့တည်ထားပေးလိုက်မယ်ငြုပ်သီးစိမ်းရောတစ်ခုပြီးတော့တစ်ခုမှွေပြီးတော့ထည့်တာပေါ့နော်ပြီးရင်ဒီအရသာဒီအရာတွေထပ်ထည့်လိုက်တော့ကြောင့်မို့လို့စားလေးအနည်းငယ်ထပ်ထည့်မယ်အရသာအပေါက်ငံမြည်ပြီးွားလို့လိုအပ်ခဲ့ရင်တော့ငမြရည်လေးထပ်ထည့်မယ်ဒီဟာလေးတွေအသီးရွက်ကလေးတွေပေါ့နော်ဒီကြက်သွန်နီနဲ့အခန်းကြီးလေးနွားအောင်လို့ဖုံးအုပ်ပြီးတည်ထားပေးလိုက်မယ်မဆလာကိုလည်းအနံ့ကလိုအပ်ရင်ထည့်ထည့်လို့ရပါတယ်အများဆုံးကဒီလက်ဖက်စားစွန်းနဲ့2စွန်းခွဲလောက်ပေါ့နော်ခုနကော်ဖီဖြောတဲ့ဇွန်ကလေးနဲ့2စွန်းခွဲလောက်ထည့်လို့ရတယ်ပြီးရင်တော့ပင်စိမ်းလေးအုပ်ပြီးတော့စီပြန်ွားပြီဆိုရင်အရန်ကိုဂရင်းလိုက်တဲ့လူနာလေးနဲ့လည်းတင့်တော်တယ်ချက်ကပ်ပတ်လေးရရှိပါပြီလှူစားကြည့်ပါနော်အရန်စားကောင်းပါတယ်